ကျွန်တော်နဲ့ကျွန်တော်ကောင်မလေးကမမျှော်လင့်ပဲစွမ်းအားနှစ်ခုရခဲ့ကြတဲ့တစ်ခုကအပူပေးစနစ်နောက်တစ်ခုကရေခဲအေးခဲစနစ်ပေါ်ကျွန်တော်ကောင်မလေးကရေကျဲကျဲနဲ့အေးခဲစနစ်ကိုရွေးသွားတော့ကျွန်တော်ကကြံတဲ့တစ်ခုကိုပဲယူလိုက်ရတယ်ဒါပေမဲ့တစ်ပတ်အကြာမှာပဲကဘာကြီးတစ်ခုလုံးရေခဲတောင်တွေဖုံးလွှမ်းသွားတဲ့ကပ်ပေးကြီးဆိုက်ရောက်လာတော့တာပဲလူတိုင်းအိမ်ထဲမှာပဲပိတ်မိနေပြီးစားစရာနဲ့အနှွေးတွေကအဓိကပြဿနာဖြစ်လာတယ်ကျွန်တော်ကအပူပေးစနစ်ကိုတုံးပြီးတိုက်လုံးကိုပိတ်ထားတဲ့ရေခဲတွေကိုအရေးပြောအောင်လုပ်ပေးခဲ့တဲ့အေးခဲနေတဲ့စားစရာတွေကိုလည်းနှွေးအောင်လုပ်ပေးခဲ့တယ်အဲ့ဒီမှာတင်အထက်လူကြီးတွေကကျွန်တော်စီရောက်လာပြီးမြို့တစ်ခုလုံးကိုအပူပေးဖို့တောင်းဆိုကြတော့တာပဲမကြခင်မှာပဲကျွန်တော်ကလူတိုင်းရဲ့သူရဲကောင်းဖြစ်လာပြီးကျွန်တော်ကောင်မလေးကတော့လူရမဝင်တော့ဘူးပေါ့ဒါကိုသူကမနာလို့ဖြစ်ပြီးကပ်ပေးကြီးပြီးသွားတဲ့အချိန်မှာကျွန်တော်ကိုခေါင်းမိုးပေါ်ခေါ်သွားပြီးတွန်းချပစ်လိုက်တယ်အခုတစ်ခေါက်ပြန်ဝင်စားတဲ့အချိန်မှာတော့လူတိုင်းအားကိုးရတဲ့သူဖြစ်အောင်ကျွန်တော်အလှည့်ကျပြီးပေါ့ကပ်ပေးမတိုင်ခင်တပတ်အလိုကိုပြန်ရောက်လာတဲ့အချိန်မှာကျွန်တော်ကောင်မလေးကအပူပေးစနစ်ကိုအရင်ဦးအောင်နှိုက်သွားတာတွေ့လိုက်ရတယ်အဲ့ဒီတော့မှသူလည်းပြန်ဝင်စားလာမှန်းကျွန်တော်သိလိုက်တာပေါ့ကျွန်တော်ပြုံးလိုက်တဲ့ရေခဲအေးခဲစနစ်ကအစားတောက်ကိုမနှွေးပေးနိုင်ပေမဲ့အေးတံကိုတော့လုံးဝအန်တုနိုင်တယ်လေမင်းကသူ့ရဲကောင်းလုပ်ချင်နေမှတော့ကပ်ပေးမှမင်းပဲနာမည်